အားလုံးပဲမင်္ဂလာပါဆိုကာ community channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီဘက်ကျွန်တော်တို့ထူးထူးခြားခြားဘောလုံးသတင်းများအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်တာပေါ့နော်ဒီအစီအစဉ်ကိုကျွန်တော် link ခါနဲ့ ကျွန်တော်ကိုပြိုင်ကနေပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဟုတ်ပါတယ် ကဲဒီနေ့ link ခါဒီဘက်မှာထူးထူးခြားခြားဖြစ်ပျက်တွေဘာတွေရှိသေးလဲ ဒီအပတ်မှာကျွန်တော်ထူးခြားသတင်းကျွန်တော်တွေ့မိတာတော့နှစ်ပုတ်ရှိတယ်ပေါ့နော်ပထမတော့နှစ်ပုတ်လုံးကတော့ Champions League အကြောင်းပါပဲဒီပထမပုတ်ကတော့ပါပေါ့တရွေးခွက်တဲ့ပြီးခဲ့တဲ့အပတ်မှာတရွေးခွက်တဲ့ပက်လက်မျောခဲ့တဲ့ဂိုးတဘာတွန်းနာတော့မှာဒီအပတ်မှာပြန်ပြီးတော့နိုးထားလာနိုင်တယ်လို့ပဲပြောအောင်ပေါ့နော်သူတို့လက်ဆွမ်းပြခဲ့တယ်ပြီးခဲ့တဲ့ဘက်မှာကဒီ Champions League ရှုံးထွက်အဆင့်မှာ Paris မြေမှာကန်ခဲ့တာပေါ့ Paris မြေဆိုတာက PSG ရဲ့အိမ်ကွင်းပေါ့ဗျာ PSG အိမ်ကွင်းမှာ Liverpool တွားကန်ခဲ့တယ်တပွဲလုံး PSG ကဖိကစားခဲ့တယ်ကိုဘောလုံးပိုင်ဆိုင်မှုက80လောက်ရှိတယ်68 90လောက်သူဖိထားတယ်တပွဲလုံးကလည်း PSG ပဲတိုက်တာဗျာအပိုင်ခွင့်ရ9ချိန်လောက်ကို Liverpool ဘောလုံးအလီဇန်ဘက်ကကာကွယ်ခဲ့နိုင်တယ်ပေါ့ဗျာအဲ့ဒီမှာလီဗာပူးဆက်စားပါရတဲ့အခွင့်တစ်ချိန်ကိုတကူဖြစ်သွားတယ်အဲ့မှာတွန်နာရမာကစိတ်အနေနဲ့ပေါ့ဗျာဒီလားသူပရိသတ်တွေအားလုံးကလည်းသူဝိုင်းပြီးပြောကြတယ်ဒါပေမဲ့ဒီဒုတိယကြော့မှာတော့သူကအဲ့ဒီအားရင်အနေနဲ့ပြန်လဲကမ်ဘတ်ပြန်လာတာပေါ့နော်ကမ်ဘတ်ပြန်လာခဲ့တယ်ချိန်ဘူးပန်နတီကန်တဲ့အခါမှာသူကပန်နတီနှလုံးအထိကိုသူစေ့ခဲ့တယ်ပြီးတော့အသင်းကိုဒါကွာတာဖိုင်နယ်ကိုသူပို့ပေးနိုင်ပို့ပေးခဲ့နိုင်ပါဘောလုံးတလဲငါပြန်ထလဲပေါ့ပထမတကြောတော့ကကောင်းတာကအလီဇန်ဘက်ကပေါ့ဒီလဘဦးကိုဒမာပေါ့အခုကျတော့သူ့အလှဲ့ပေါ့ဗျာတော်တော်မှာဒါတော်တော်လေးအံ့ဩဖို့ကောင်းတဲ့လက်စွမ်းလို့ပြောအောင်ကိုလိုမာနှစ်ယောက်ချိန်သွားတယ်နော်ဟုတ်ပါဘူးကိုပြိုင်ရရောပြောစရာကတော့မန်ယူအသင်းပါပေါ့နော်ကိုအသင်းပဲကိုပြောကိုအသင်းကြောင့်ကိုပြောဒီပွဲမှာမန်ယူကဒါ၄ဂိုးတကိုးနဲ့နိုင်သွားတော့နော်လူတွေကတော့ပြောကြပနက်တီပွဲပေါ့နော်ဒါကတော့ပနက်တီတော့များပနက်တီ၄လုံးတော့ရခဲ့တော့3လုံးပဲမှာတလုံးကတော့ပယ်ဖြတ်လိုက်ရလေဒါတော့နောက်ပြီးပြောပါပေါ့နော်โอเคဒီထဲမှာထူးထူးခြားခြားနှစ်ခုပေါ့နော်မယူပွဲမှာပထမတစ်ခုကတော့ဒါဘရူနိုဖာနန်ဒက်ခြေစွမ်းပြပြီးတော့ဟတ်ထရစ်ယူသွားတာပေါ့နော်သူ့အတွက်ဆိုရင်တော်တော်ကြာပြီတော့ဟတ်ထရစ်ကမရတာကိုင်းလေးကစားသမားကြီးဟုတ်တယ်တိုက်စစ်တွေကိုကြော်ပြီးတော့ဟတ်ထရစ်ယူသွားတာပေါ့နော်နောက်တစ်ခုကတော့ဒိုကူပေါ့နော်လူငယ်ကစားသမားလေးဘလူးပြန်တယ်ဟုတ်တယ်တော့ဒီနေ့မှာသူကဒါနောက်ဆုံးပနတီရခဲ့တယ်မိနစ်80ကျော်မှာ80တဲ့နော်ဒိုင်းကပနတီပေးပေမဲ့သူကတော့မယူဘူးဆိုပြီးတော့ဒါဒိုင်းကိုပြောလိုက်တော့ဗောနော်သူဟုတ်တယ်သူဒါပနတီမဟုတ်ဘူးဆိုပြီးတော့သူကဒိုင်းကိုတရှင်းပြလိုက်တင်ဟုတ်တယ်သမိုင်းမှာဆိုရင်ဒါသမိုင်းဝင်ဖြည့်ရလို့တော့ပြောနေကြတာဗောနော်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီသမိုင်းဝင်ဖြည့်ရတစ်ခုရှိခဲ့လို့ထင်တယ်ဗောနော်ရှိတယ်အပြည့်ပြတော့အများကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့လက်လံသိမ့်မမှီဘူးတချို့ကိစ္စဒါပေမဲ့ကျွန်တော် highlight ကြည့်ရတယ်ဒီ fair play နဲ့ပတ်သက်တဲ့ဗီဒီယိုမှာကြည့်ဘူးတာတော့နှစ်ခုရှိတယ်ပထမတစ်ခုကဝမ်တိုက်စစ်မှုထင်တယ်ဒီကာနီယိုဆိုတာသူကအဲ့လိုမျိုးသူကဂိုးသွင်းလို့ရနေတဲ့အခွင့်အရေးပဲဗျာဒါပေမဲ့ဂိုးတမလာအနောက်တန်းပြီးတန်ရရတယ်လို့ဆိုပြီးတော့သူကဘောလုံးကိုဘေးကန်ထုတ်လိုက်တယ်TV တွေ့ဘူးလေနောက်တစ်ခုကျတော့ကလိုဆေးကတော့တိမှာပါကျွန်တော်တို့ငယ်တုန်းကကန်နိုဂျာမနီတိုက်စစ်မှုပဲဆိုသူကအဲ့လိုမျိုးပဲသူကအဲ့လိုမျိုးပနတီပေးတာကိုသူကလုံးဝဒါပနတီမဟုတ်ဆိုပြီးတိုင်းတရှင်ပြအဲ့ခေတ်ကဆို VR တော့မရှိသေးဘူးဗျာဟုတ်တယ်ဒီခေတ်မှာ VR ရှိပြန်ချက်လို့ရဒါသူကလုံးဝလိပ်ပြလုံးလုံနေပေါ့ဗျာVR ပြန်ချက်လာလိုက်တာပနတီပေးလို့ရတဲ့အလုံးမနော်ဒီလုံးကဒုတိယအလုံးထက်ဆိုင်ကွာဒုတိယအလုံးဆိုရင်ဒါလူတိုက်မိလိုက်တဲ့အချိန်မှာပနတီပေးတယ်ဒါဒုတိယအလုံးဆိုရင်မပေးသင့်ပေမဲ့ဒါရသွားတာပဲတတိယအလုံးဆိုရင်တော့ဒါဒိုင်ကပေးပေမဲ့လဲကန်ဆယ်တယ်ဆိုတာအဲ့ဒီမှာလဲနီးပြအတူချီကျူရတယ်မှာလားဟုတ်တယ်ဒါဟုတ်တယ်ဘာပြောရလေးလဲဘာပြောရလေးလဲနီးပြသူကသူ့ကစားသမားအတွက်ခုံယူတယ်ပေါ့ဗျာဒါဒီလိုမျိုးတော့ရှားတယ်ဒီခေတ်မှာကစားသမားအားနေဟန်ဆောင်လဲချရမယ်ပါညာအဲ့လိုပဲရှိရလေမိန်ပါထိလဲနဲ့အဲ့လိုဖြစ်နေကြတာဆိုတော့ဒါအသက်20အရွယ်ကစားသမားတယောက်နေဒါတော်တော်လေးကြီးကျူးရမှာပေါ့နော်ဟုတ်တယ်ပြိုင်ဘက်အတင်းကလည်းကစားပုံတော်တော်ကျန်ပြီဖြစ်စဉ်ကြီးဒါကြီးဒီခေတ်နေတာလဲကဲပါသတင်းရှိသေးတယ်ထူးထူးခြားခြားလေးနောက်တစ်ပုတ်ကတော့ကျွန်တော်ပါသတင်းလဲဆိုတော့အခုတော်တော်ဟောက်နေတဲ့သတင်းပေါ့အခုဘာလဲဆိုတော့ဒီအက်တလက်တီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တို့ဒုတိယအကြော့ပွဲစဉ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာပထမအကြော့မှာတော့ရှုံးလာတယ်ဗျာအက်တလက်တီကိုက0-1နဲ့ရှုံးလာတယ်ရှုံးလာတော့ဒီအကြော့ဒီတစ်ခေါက်ပြန်ဆော့တဲ့အခါမှာသူကမဖြစ်မနေနိုင်ဘူးလို့တော့ပွဲချိန်အတွင်းမှာသူနိုင်တယ်ဒါပေမဲ့ပနတီကန်တဲ့နေရာမှာကအခုလုံးဝviral ဖြစ်နေတဲ့ကိစ္စပေါ့ဘာကိစ္စလဲဆိုတော့ကိုပြိုင်နဲ့တွေ့မှာပါ
penalty ကန်တာနှစ်ချက်ထိပါလေ အော်အင်းဟုတ်တယ်ဟုတ်တယ် Everest သူက VAR နဲ့တေးကြ သူကဖြစ်စဉ်ကဘယ်လိုလဲသူကဟိုကန်လိုက်တာညာချီနဲ့ပဲကန်တယ်ဒါပေမဲ့သူတဲတာကတော့ဟိုဘယ်ချီနဲ့ထောက်ပြီးတော့ညာချီနဲ့ကန်တဲ့အချိန်မှာနည်းနည်း ဘောလုံးကဘယ်ချီ ပြီး တစ်ထိပါ ဘယ်ချီတစ်ထိတယ်ပြီးဂိုးကဝင်သွားတယ်ဗျာတကယ်အဲ့ဒီဂိုးကခွင့်ပြုရမယ်ဆိုရင်တော့ဒါအပြောင်းအလဲဖြစ်သွားနိုင်တယ် နောက်တစ်ဆင့်တက်ပြီးတော့သူ အဲ့ဒီဖြစ်စဉ်ကိုမြင်တာအမ်ဘပေကတွေ့သွားပြီးတော့ကွင်းထဲတိုင်းစောတကားတက်တယ် ညလုံးကတော်တော်ကောင်းတာ နော် နော် တော်ကောင်းအဲ့မှာကွင်းထဲတိုင်း VR ပြန်ကြည့်တယ် VR ပြန်ကြည့်ပြီးတော့မှဒီလုံးဟိုဒါဟိုပါပေါ့ကန်ဆယ်လိုက်တယ်ပေါ့ဗျာတမျိုးကိုလည်းကောင်းတယ်နောက်ဆို penalty အဆုံးဖြတ်မှာကြီးအဲ့လိုဖြစ်တာဆိုတော့ တော်တော်နစ်နာပါပဲနော် ဟုတ်ကဲ့အဲ့ဒီတလုံးကြောက်လဲပြောလို့ရပါပေါ့ဟိုအဲ့ဒီကိုတို့ဒီရှုံးတဲ့အဆင့်မှာပဲသူရဲ့ချန်ပီယံလိအိမ်မှာအဆုံးသတ်သွားတော့ နှမျိုးစရာရနော်ဒါ ဟုတ်တယ်တနာပေါ့ တော်တော်ကောင်းတယ်ပြောအောင်နော် ဒီကိစ္စကိုအက်တလက်တီကိုဥက္ကဋ္ဌကတော့သူ UEFA ကို complaint တက်ထားတာပေါ့ပြန်လေစစ်ဆေးဖို့ပါညာအဲ့လိုအထိတော့သူလောက်တာတယ်ဒါပေမဲ့ထိုင်ရတဲ့တင်းတွေကတော့ UEFA ကလည်းဒီဖြစ်စဉ်ကတိုင်ရမှန်တယ်ဆိုပြီးတော့ပြန်ပြောတာတော့ဖတ်လိုက်ရတယ် ကွင်းလဲတိုင်းအဓိကပဲဟုတ် အဲ့ပေါ့ကွင်းတိုင်အဲ့ပေါ့ထိတာဟိုတကယ်အသေးစိတ်ပြန်ကြည့်တော့ထိတာတော့ထိတာပါပဲအဲ့ပေါ့ဒါသူ့ရဲ့စီမင်းရဆိုတော့ဟို double test ထိလို့မရဘူးနှစ်ချက်ထိလို့မရဘူးနှစ်ချက်ထိတာနဲ့ဒါကဟိုစီမင်းရဆိုတော့ဒါတရားမဝင်ဘူးပေါ့ဗျာစိတ်တော့စိတ်မကောင်းဘူး ချန်ပီယံလိကတော့နော်နှက်ကြည့်ရ ဟုတ်တယ်ကဲဒီအပတ်ကတော့ဒီလောက်ပါပေါ့နော်သူကြဖြစ်စဉ်ကတော့ကျွန်တော်တို့၃ခုပေါ့ဒီအပတ်မှာဒါဆိုရင်တော့နှုတ်ဆက်ရအောင် အားလုံးပဲ အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်